တပည့်တော်မယ်လေသာသနာပြုတာနှစ်ခုတပည့်တော်ရှင်းသားမလေးအခုတပည့်တော်စီမံကိန်းကကျွေးရတရားကိုရင်ရှင်အပါ30စီမံကိန်းဆွဲထားတယ်ဗျအဲ့အတွက်မိမ့်ပါအောင်ဗျလူလေးတယ်ကိုရင်နေမွေးဖို့ဆိုတာကတော့ခဲရင်တချို့လူတွေကတော်တော်များများကဆရာကြီးတွေနဲ့ဆရာတွေညာကြီးတွေနဲ့ချိုးရတဲ့လူချင်းလို့တဲတာရှိတယ်ခုံလူချင်းလို့ကြွားချင်းလို့တဲတာလည်းရှိတယ်ဆရာတွေတဲတာလည်းကောင်းနေတာပဲမဲ့ဆရာတွေကြီးဒီပထိုးတွေကသာသနာကိုမရှိစေဘူးပေါ့ဓာတုကြီးတွေကထိုက်ကိုရင်နေဝိရဆိုတာကပုံအောင်တာကိုရင်မူလေအဒီကိုရင်တပါမြဲသွားလို့ကြီးတဲ့ဒီကိုသွားပြီးဆိုတော့ယာကြီးကိုရင်ကနေပြီးတော့ဆရာတော်ကြီးပြန်ဖြစ်ဟောပြောတဲ့ဆရာတော်ကြီးပြန်ဖြစ်အဲဒီဆရာတော်ကြီးကနေတဲ့စင်ကိုရင်နေပြန်မွေးပြောမှာသာသနာအဒုရှင်ပါအမှန်ပါကိုရင်ဘွားမှာမြဲဖို့ဆိုတာလည်းမလို့မှန်ပါအချို့ကမြဲအောင်မနေနိုင်ဒီကမိဘတွေလိုတာပေါ့မှန်ပါတချို့မိဘတွေကြတော့တားတွေကိုရန်ထွက်ခိုင်းပြီးတော့ခိုင်းနေမိဘတွေလို့ရှိတချို့မိဘတွေကတကယ်သူနေတဲ့ကိုရင်ဘွားမှာမြဲအောင်နေပြီးပါဒီလိုမိဘတွေလို့ရှိမှန်ပါဒါတကယ်ကောင်းကိုရင်နေဝတ်ပေးတယ်ဆိုတာလည်းတကယ်ဒီလိုကောင်းလို့များတာအားဒီလိုဆိုင်ရလုံးပေါ့မှန်ပါဗျာကိုယ်ဝေးဖို့ပြီးတော့ကြိုးစားပါမယ်ဗျာကိုယ်တရားပွဲလုပ်ခဲ့တဲ့ရွာမှာလည်းပြီးတော့ရှင်းသာမီ30ရအောင်ဝတ်ပေးပါမယ်ဗျာမှန်ပါဗျာဒီကမြဲအောင်နေဖို့မှန်ပါဗျာအကျိုးကြတော့တရားနဲ့ရပဲဘူးဆန်ခတ်သွားတာတည်းမှန်ပါဗျာဆရာလက်ထက်တုန်းကဆိုရင်တော့ယဟန်နေထွက်ကျင်တဲ့ယဟန်နေလိုက်ဘူးအမင်းများစွာဘုရားကတရားဓမ္မတွေဟောကြားလို့သောတာပန်ဒီတဲ့ပုဂ္ဂိုလ်နဲ့သက္ကရာကံဒီတဲ့ပုဂ္ဂိုလ်နဲ့အနာကံဒီတဲ့ပုဂ္ဂိုလ်နဲ့ယဟန်နာဖြစ်တဲ့ပုဂ္ဂိုလ်နဲ့အထွက်တဲ့ယဟန်တွေအခုသာသနာနောက်ပိုင်းတော့ယဟန်တစ်ပါးထွက်တော့မှလုံးဝတားတယ်ဒီအောင်ပြောမဲ့လူကနေပြီးတော့မထွက်ကြအောင်နှောက်ပြီးတယ်မှန်ပါအားရဆုံးတာအောင်းလာလို့ကိုယ်မှန်ပါအဲ့ဒီကိုယ်ကဘာမြဲသွားပြီဆိုလို့အခုမှကုသိုလ်နိုင်ရမှန်ပါမှန်ပါပြီးတော့အပါကူ100လောက်တော့မြဲပါလေဗျာပြီးတော့ကိုပေးရတဲ့တွင်နေအပါ900ကျော်မန်းလေးအခုတပြည့်တော့ဒီတက်ကုန်းမှာလဲကွင်10ပါလောက်ရှိပါသေးရဲ့ဗျာဘုံကွင်လေးကြောင်းကတော့တကားလည်းကျန်တော့တယ်ဗျာဟုတ်ကဲ့ပါအဲ့ဒါလည်းရရည်လားတွားတော့မှဆိုတော့